ဖခင်ဖြစ်သူကသူ့ရဲ့သမီးအရင်းကိုပင်လယ်ထဲအတင်းတွန်းချလိုက်ပါတယ်။မိန်းကလေးဟာပင်လယ်ရေအောက်ခြေထိနစ်မြုပ်သွားတဲ့အခါမှာတော့ရေသူမတစ်ယောက်ကိုတွေ့လိုက်ရတာပါ။သူမဟာရေသူမကိုမြင်မြင်ချင်းဆွဲလန်းသွားပြီးလက်လန်းတို့ထိဖို့ကြိုးစားခဲ့ပါတယ်။ရေသူမကလည်းသူမရဲ့လက်ကိုကျဉ်းသားစွာဆုပ်ကိုင်ပေးခဲ့ပေမဲ့မကြာခင်မှာပဲမိန်းကလေးဟာအသက်ရှူကျက်လာပြီးရေနစ်တော့မဲ့အန္တရာယ်နဲ့ရင်ဆိုင်လိုက်ရပါတယ်။မိန်းကလေးရဲ့အသက်အန္တရာယ်ကိုမြင်လိုက်ရတဲ့ရေသူမဟာသူမကိုရေပေါ်ရောက်အောင်အစွမ်းကုန်ကူညီပေးခဲ့လို့မိန်းကလေးဟာကံကောင်းထောက်မစွာအသက်ရှင်ခဲ့ပါတယ်။ဖခင်ဖြစ်သူကသူမကိုမြင်တာနဲ့လှေပေါ်ကိုအမြန်ပြန်ဆွဲတင်လိုက်တာပါ။မိန်းကလေးကရေသူမဟာအနီးအနားမှာပဲရှိနေသေးတာကိုသတိထားမိလို့သူမရဲ့ဖခင်ကိုလက်ညှိုးထိုးပြပြီးဝမ်းသာအားရအချက်ပြခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုဖခင်ဖြစ်သူဟာသမီးရဲ့လယ်ပင်ကိုအတင်းညစ်ပါတော့တဲ့ရေသူမဟာဘာတွေဖြစ်နေမှန်းမသိပဲကြောင်ကြည့်နေတယ်လို့မိန်းကလေးကိုယ်တိုင်လည်းသူ့ဖခင်ဘာကြောင့်ဒီလိုလုပ်နေလဲဆိုတာနားမလည်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာရေသူမဟာစိတ်မကောင်းဖြစ်ပြီးငိုကြွေးလိုက်တဲ့အခါသူမရဲ့မျက်ရည်တွေဟာပလဲလုံးလေးတွေဖြစ်ပြောင်းလဲသွားပါတယ်။ဒါကိုမြင်တဲ့ဖခင်ဖြစ်သူဟာပိုလို့တောင်စိတ်လှုပ်ရှားသွားပြီးရေသူမစီကပလဲတွေပိုရအောင်ထပ်ပြီးနှိပ်စက်ပါတော့တယ်။မိန်းကလေးဟာအခွင့်အရေးကိုအရယူပြီးဖခင်ဖြစ်သူရဲ့လက်ကိုအားကုန်ကိုက်လိုက်တာကြောင့်ဖခင်ဖြစ်သူဟာနာကျင်စွာအော်ဟစ်ပြီးသူမကိုလှုပ်ပေးလိုက်ပါတယ်။ဖခင်ဖြစ်သူရဲ့လက်ကထွက်လာတဲ့သွေးဆက်တွေဟာပင်လယ်ထဲစီးဝင်သွားပြီးပင်လယ်လိပ်ပြာဆိုးတွေကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။အခြေအနေတွေဆိုးရွားလာတော့မှဖခင်ဖြစ်သူဟာသမီးကိုပြန်ဖက်ပြီးတောင်းပန်စကားဆိုပါတော့တယ်။အဲ့ဒီအချိန်မှာပဲအေယာမဆူနာမီလိုင်းကြီးတစ်ခုဟာသူတို့စီကိုအရှိန်နဲ့ပြေးဝင်လာတာကိုမိန်းကလေးတွေ့လိုက်ရပါတယ်။သူမသတိပေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီးလှိုင်းလုံးကြီးကသူတို့ကိုဝါးမြိုသွားပြီးသူတို့နှစ်ဦးစလုံးပင်လယ်ထဲပြုတ်ကျကငါးမန်းတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်။အသက်ဘေးကနေအသေးတန်ရုန်းကန်နေရချိန်မှာဖခင်ဖြစ်သူဟာသူ့ရဲ့နောက်ဆုံးအင်အားကိုသုံးပြီးသမီးဖြစ်သူကိုလှေပေါ်ပြန်တင်ပေးခဲ့ပါတယ်။မိန်းကလေးကသူမရဲ့ဖခင်ကိုပြန်ဆွဲတင်ဖို့ကြိုးစားခဲ့ပေမဲ့တစုံတစ်ခုကတားဆီးထားတယ်လို့ဖြစ်နေခဲ့ပါတယ်။သူမဟာဖခင်ကိုကယ်ဖို့ရေထဲပြန်ခုန်ဆင်းလိုက်တဲ့အချိန်ငါးမန်းတွေကဝိုင်းအောင်လာပေမဲ့နောက်တစ်စက္ကန့်မှာတော့မိန်းကလေးဟာဘာမှမဖြစ်ပဲမျက်လုံးပွင့်လာခဲ့ပါတယ်။ရေသူမကသူမကိုထပ်မံကယ်တင်ပေးလိုက်တာပါ။အားရင်ကုန်ခန်းနေတဲ့မိန်းကလေးကိုရေသူမကလက်ကိုဆုပ်ကိုင်ပြီးအင်အားတွေလွှဲပြောင်းပေးလိုက်တဲ့အခါမှာတော့အရာအားလုံးဟာပြန်လည်အေးချမ်းသွားပါတော့တယ်